တက်မတော်သားကိုစစ်ခွေးလို့ပြောလို့ပေါ်လာတာရှင်းလားအဲ့ဒီစစ်ခွေးဆိုတဲ့စကားကိုငါအသက်ခံတာငါရဲ့မိသားစုစီးပွားရေးငါရဲ့မိသားစုကိုဆွန့်လွတ်ပြီးငါဒီလိုလုပ်နေတာမင်းတို့ငါပြောလိုက်မယ်မင်းတို့ငါလို့တိုင်းပြည်ကနေပြီးတော့မှစော်ဘုံရေးမင်းဒီအလုပ်လုပ်မင်းတို့တလား10သိန်းပေးမယ်ဆိုရင်မင်းတို့ငါလို့လုပ်ရဲလားမင်္ဂလာပါစီကေရှနယ်ကနေကြိုဆိုပါရခင်ဗျာစီကေရှနယ်ကဆိုရင်မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံရေးနဲ့ပတ်သက်တဲ့တဲ့လူတဲ့ဦးများကိုတင်ဆက်ပေးနေတဲ့ရှင်တွေဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မလို့စီကေရှနယ်ကိုစုစုခိုင်းတဲ့လုပ်ပေးပြီးဆောင်ရွက်အားပေးကြဖို့အတွက်တောင်းဆိုပါရခင်ဗျာငါမေးကြည့်မယ်ငါကဗတ်မလိုက်တဲ့အမှန်တရားဖတ်တော်သားကွာနော်မြေစင်းမကောင်းရင်မြေစင်းပြောတယ်လာဝကမကောင်းရင်လာဝကမကောင်းဘူးပြောတယ်ကာညာနာမကောင်းရင်ကာညာနာမကောင်းဘူးပြောတယ်နော်ဂိတ်ကစစ်သားတွေမကောင်းရင်စစ်သားတွေမကောင်းကြောင်းပြောတယ်တိုင်းပြည်ကိုပြုပြင်ပြောင်းလဲစေချင်တာပြောချင်တာကအခုတိုင်းပြည်ဒီလိုပျက်စီးနေတယ်ငါတို့တက်မတော်သားတွေကိုပြည်သူလူထုတွေမုန်းနေတာနော်မုန်းနေတဲ့အကြောင်းတရားကဘာလို့လဲငါတို့တက်မတော်သားတွေမကောင်းလို့မဟုတ်ဘူးငါတို့တက်မတော်သားတွေအပေါ်မှာ88အရေးခင်းကဖြစ်ခဲ့တဲ့နော်တချို့သော88အရေးခင်းကတရေမမှန်နဲ့နိုင်ငံနဲ့လူမျိုးပေါ်မှာတရေမမှန်နဲ့88ចောင်းသားတွေနိုင်ငံနဲ့လူမျိုးပေါ်မှာတရေမမှန်နဲ့88အရေးခင်းကចောင်းသားတွေကျွန်တော်တို့ရဲ့ပြည်ထောင်ရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ရဲတပ်ဖွဲ့ဝင်လို့ပြောချင်တာပြည်သူစစ်တွေကိုကျွန်တော်ပြောချင်တာကဂိတ်တွေမှာထိုင်နေတဲ့တက်တွေရဲတွေဒီအချိန်မှာငါတို့တက်မလို့သားတွေငါတို့ရဲတပ်ဖွဲ့ဝင်တွေကိုပြည်သူတွေကနှစ်ပေါင်းမြောက်များစွာငါတို့အမြင်မကြည့်ခဲ့ဘူးငါတို့တိုင်းပြည်အတွက်ဘလောက်လှုပ်လှုပ်ငါတို့အကောင်းမမြင်ခဲ့ဘူးအဲ့တော့ငါတို့ဒီအချိန်တိုင်းပြည်ဒီလိုဖြစ်ပြီးအချိန်မှာငါတို့အဲ့ဒီဟာတွေကိုပြုပြင်ပြောင်းလဲပြီးတော့မှငါတို့ဂိတ်တွေကိုလာတယ်ကောင်းကောင်းမွန်မွန်ဆက်ဆံမယ်ဖြတ်လေးပြက်လုပ်တယ်ဟုတ်လားမတော်ရဘူးပတ်စံလည်းမပေးနဲ့သွားလည်းမသွားရဘူးခင်ဗျားတို့ပြန်လှည့်ဘာလို့လဲခင်ဗျားတို့ကားသမားတွေကိုပြည်သူလူထုကိုကျွန်တော်နားလဲအောင်ပြောပြမယ်ကျွန်တော်တို့ဒီဦးမအောင်လိုက်တဲ့အလုပ်လုပ်တာမဟုတ်ဘူးဦးသိန်းလုပ်တာမဟုတ်ဦးတန်းရွှေတဲ့အလုပ်မဟုတ်ဘူးကျွန်တော်တို့ဒီနိုင်ငံနဲ့လူမျိုးအတွက်ပြည်သူအတွက်ဖွဲ့စည်းထားတဲ့တပ်မတော်ဖြစ်အဲ့ဒီအတွက်ကျွန်တော်တို့အဖွဲ့အစည်းကနေပြီးတော့မှတိုင်းပြည်ကိုချစ်တဲ့ဆိုတဲ့အရေးအယောင်ကိုပြပြီးတော့မှကျွန်တော်တို့ဒီကားတွေကိုပေးမဖြတ်နိုင်ပါဘူးเนาะဒီကားတွေကဖြတ်လေးဖြတ်လုပ်ထားပါတယ်เนาะစန်ဒီစီတွေစားတွေပေါ့ဗျာရန်သူဘက်ကိုရောက်မဲ့ရတယ်အဲ့တော့ခင်ဗျားတို့မသွားနဲ့เนาะခင်ဗျားတို့တိုင်းပြည်ကိုချစ်လားလူမျိုးကိုချစ်လားကျုပ်တို့ဒီအရေးခင်းမှာတိုင်းပြည်ကိုမငြိမ်တဲ့အတွက်ငြိမ်အောင်ကျွန်တော်တို့ထိမ့်သိမ့်နေရတာဖြစ်တယ်အဲ့ဒီအတွက်ကျွန်တော်တို့ခွင့်ပြုချက်ကျွန်တော်တို့ငွေကြေးနဲ့လာမစော်ကားပါနဲ့လုံးဝမစော်ကားပါနဲ့ကျွန်တော်တို့ဒီတရားမှာကြားတယ်ဒီဂိတ်မှာကြားတယ်လက်မခံပါဘူးเนาะအဲ့ဒီဂိတ်မှာကြားတယ်ဘိုးကြီးရှိမယ်ဘိုးမူးရှိမယ်เนาะတခါတည်းမှာထားရမယ်ဘေးမဖြတ်နဲ့ဖြတ်စရာလည်းမလိုသွားနဲ့ဟိုဘက်ကပြည်မသွားနဲ့သွားဖို့မသွားလို့မရဘူးကျွန်တော်တို့ကာကွယ်ဦးစီးချုပ်ကျွန်တော်တို့ဒူးချုပ်ကလုံးဝတရားကြီးလက်မခံဘူးအခုအဲ့လိုမဟုတ်ဘူးပတ်စံယူတယ်လွတ်ပေးတယ်စေပွဲကမရှိချေအောင်ကြားတယ်ပြီးဒီကုန်စင်းလုံးသေးကြီးတွေစောက်ဒီအစိုးရကိုပြောခံရတယ်အဘကချုပ်ကြီးနဲ့ဒူးချုပ်ကြီးနဲ့နာဆကအဖွဲ့ဝင်ကိုပြောခံရတယ်အဲ့ဒါကိုကျွန်တော်တက်မလို့သားကိုကောင်းတယ်ပဲအကုန်ပြောရမှာလားဒီအချိန်မှာသူတို့ပြန်လဲသွားတဲ့လူကသူတို့ရဲ့စိတ်ထဲမှာတော့သူတို့ကမသွားရတဲ့စိတ်နဲ့ငါလုံးမငါတို့ပေးမလို့ဘူးဘ누구ပေးလို့လဲဘ누구မှပေးမလို့ဘူးလေအဲ့ကြရင်ပြည်သူလူထုကဘာဖြစ်လာမလဲတက်မတော်သားတွေကပတ်စံမယူဘူးရဲတပ်ဖွဲ့ဝင်တွေကပတ်စံမယူဘူးဘယ်ကားမှလည်းသူတို့ပေးမလို့ဘူးသူတို့ဂိတ်လေခင်ဗျားတို့ဂိတ်တစ်ခုပဲတာဝန်ပေးမလို့ဘူးတက်မတော်သားတွေကလေးစားဖို့ကောင်းလိုက်တာရဲတပ်ဖွဲ့ဝင်တွေကလေးစားဖို့ကောင်းလိုက်တာသူတို့တကယ်တိုင်းပြည်ကိုချစ်ပါလားသူတို့ပတ်စံပေးပြီးတော့ငါတို့ဖြတ်တာတော့မှဖြတ်လို့မရဘူးကားမျိုးဖြစ်နေရတိုင်းပြည်ကိုဒီလိုပြုပြင်ပြောင်းလဲရမှာကျုပ်လုံနေတဲ့အလုပ်ကတိုင်းပြည်နဲ့နိုင်ငံနဲ့လူမျိုးတကယ်ချစ်လို့တကယ်လုံနေတဲ့ကောင်အမှန်တရားကိုဖော်ဆောင်နေတဲ့ကောင်အဲ့ဒီအမှန်တရားကိုဘယ်သူကြိုက်တယ်သိလားဦးမင်းအောင်လိုင်းလည်းကြိုက်တယ်ဦးဆိုအခုလက်ရှိနိုင်ငံတော်သမ္မတကြိုက်တယ်ယာယီသမ္မတနိုင်ငံတော်ကဒူးချုပ်ကြီးဦးစိုးဝင်းကြိုက်တယ်ဒီကလေးအမှန်တရားကိုပြောနေတာဒီကလေးတက်မတော်ကိုကောင်းသိချင်လို့တက်မတော်နဲ့ပြည်သူလူထုကြားမှာဒီကလေးပြောနေတာဒီအားလုံးအမှန်တယ်သူ
သူပြောပေးနေတာအမုန်းခံအမိုက်ခံပြီးတော့ဒီကောင်ကဘယ်လိုလာတာပေးလဲကျော့ဘယ်လိုလာတာပေးလဲခဏတော့ပတ်စံရရင်ကျော့လို့လုံးမှာလားလှုပ်ရဲလားလှုပ်ရဲထွက်လိုက်ထွက်လာခဲ့လိုက်ပြောရဲလားကျော့လို့မျိုးခမားတို့တော်တော်မှရိုင်းလုံးတယ်အောက်တန်းစားတွေခမားတို့အချို့လူတွေကိုတိုင်းမလှုပ်ရဲဘူးကိုတိုင်းကပြည်သူလူထုရဲ့တည်င်းအမှန်ကိုနိုင်ငံတော်သမ္မတတိအောင်ဒုချုပ်တိအောင်မပြောရဲဘူးအစိုးရဝန်ကြီးဌာနတိအောင်ခင်ဗျားတို့မပြောရဲဘူးခင်ဗျားတို့ကြုတ်ကိုလာတိုက်ခိုက်တာခင်ဗျားတို့အောက်တန်းစားယုံလားပြောရဲလားခင်ဗျားတို့ကျန်တို့တရင်ဘက်မှာခင်ဗျားအခုမနေ့က3နှစ်ခွန်မှာ3နှစ်5မှာ PDF တွေရောက်လာခင်ဗျားပြောရဲလားကြုတ်တရင်ပို့တာလာပါခါကိုရှင်းလားကြုတ်ဖုံးယူစစ်လိုက်အကုန်ဇော်ဘုံကြီးပါလို့လာလဲအကုန်သိသွားမယ်ခင်ဗျားတို့အောက်တန်းတော်ကြတဲ့အမျိုးရုပ်တွေခင်ဗျားတို့နိုင်ငံတော်အလိုင်းကန်နဲ့ဒူးချုပ်ရဲ့ဟိုကာကွယ်ဦးစီးချုပ်ရဲ့ပုံနောက်မှခံထားတယ်ချစ်မေပြောပြီးတော့မှအောက်တန်းကြတာနော်ခင်ဗျားတို့ကကိုချိုးစီးပွားကြည့်တဲ့လူတွေဘာတွေမလုံနဲ့ကွာရှုပ်တယ်ရန်ကုန်မြို့ဦးဝိဇာလာလမ်းရဲ့ဘယ်ဘက်ညာဘက်မှာရက်လိုက်မလားမင်းတိုင်းနဲ့မိုးခိုင်ကို2ယောက်ကိုဖေးတယ်ကွာကဲစော်ဘုံကြီးတစ်ဖက်မှာလည်းရက်နေမယ်ပြည်သူလူထုဘယ်ဘက်မှာရှိလဲဆိုရင်မင်းတို့သွားလိုက်တော့ငါလည်းငါးပိုင်းကသွားလိုက်တော့မယ်ချမလားစိတ်ရဲလားမိုးခိုင်နဲ့မင်းသားကြီးနဲ့ဟမ်ငါဒီနေရာနေစိန်ခေါ်တယ်ဒီညနောက်နေ့နင်တို့ရဲ့စောက်ပါဇက်နင်တို့စောက်ခွက်တွေလည်းမမြင်ကျင်ဘူးနင်တို့တီတယ်မသိချင်ဘဒူလာပို့တခါလဲပြောမယ်နော်ကျွန်တော်တို့သူတို့ဘာပြောဘဒူမှလာမပို့နဲ့တော့နော်မန္တလေးမှာဖြစ်မန္တလေးနန်းတွင်းမှာနန်းတွင်းအခြေမှာချမလားဟဲ့အောင်မင်းသားကြီးဆိုတဲ့ကောင်နဲ့မိုးခိုင်နဲ့နေတို့ကတက်မတော်အတွက်နိုင်ငံအတွက်တိုင်းပြည်အတွက်လုံးတယ်ဟုတ်ပြီနေတို့လုံးတဲ့လူနဲ့ငါဇော်ဘုံကြီးတစ်ယောက်ပဲနေတို့2ယောက်ပေးတယ်ကြိုက်တဲ့နေရာမှာရက်လိုက်နေတို့ဘက်မှာလူများတယ်လေပေးပြခံနိုင်မယ်တခုတော့ရှိတယ်ငါပတ်စံမချမ်းသာဘူးငါပတ်စံပေးပြီးတော့ဘဒုမှငါမငားနိုင်ဘူးငါလိုင်းပေါ်တခုံးပဲပြောလိုက်မယ်ကျွန်တော်ဇော်ဘုံကြီးနဲ့မင်းသားကြီးနဲ့မိုးခိုင်နဲ့ဥဝိဇာလာလမ်းမှာကျွန်တော်ဇော်ဘုံကြီးကတော့ပတ်စံမပေးနိုင်ပါဘူးเนาะကျွန်တော်ကိုချစ်တယ်ဝင်းရမယ်ဆိုတဲ့လူတွေအားလုံးကိုရည်ဘူးကိုကင်ပြီးတော့မှလာပြီးတော့ဝင်းရပေးပါမင်းတို့မင်းသားကြီးတို့မိုးခိုင်တို့လည်းမင်းတို့အခုငါ့လိုလိုက်တွင်ပြီးပြောရဲလားဟဲ့အောင်တောင်းတကုံမလုံးနဲ့တောင်းတကုံတရားရုံးနေဇဲစခန်းနေမလုံးနဲ့တွဲမလားဟမ်တတိရှိလားအဲ့လိုတတိရှိလားတတိရှိတယ်ဆိုရင်လှုပ်ကြည့်လိုက်စိန်ခေါ်လိုက်သားငါလို့ငါနေတို့စိန်ခေါ်တယ်ဟဲ့အောင်မင်းသားကြီးဆိုတဲ့ကောင်ကျော်အောင်ဆန်းဦးဆိုတဲ့ကောင်မင်းရောအခုမင်းခိုင်းထားတဲ့မိုးခိုင်ရောငါစိန်ခေါ်တယ်ကွာချမလားမင်းယောက်ကြားမဟုတ်ဘူးလားဟမ်ရန်ကုန်မန္တလေးနေပြီးတော့မင်းကြိုက်တဲ့နေရာမှာပြောလိုက်ကွာရက်ဆွဲတိကြတဲ့ချိန်ညာလိုက်မင်းတို့တိုင်းပြည်ချစ်တယ်တပ်မတော်ချစ်တယ်နိုင်ငံတော်ကိုချစ်တယ်လူမျိုးကိုချစ်တယ်ဟုတ်လားဟမ်မင်းတို့လိုကောင်းနေစိန်ခေါ်ရဲလားငါမင်းတို့စိန်ခေါ်တယ်ရအောင်လာပြီးတော့ဘာနဲ့ဆွဲအဲ့ဒါမင်းတို့စောက်လို့မဟုတ်ဘူးဟဲ့အောင်တိုင်းပြည်လုံးသိတဲ့စပီကာတကဘာလုံးသိတဲ့စပီကာကွာရှင်းလားဖမ်းမလိုက်နဲ့ပြောတဲ့စပီကာကွာနော်ချစ်ပေတွေနိုင်ငံတော်လမ်းတွေထူပြနေတော့ဟဲ့အောင်အသားထဲမှာထိုးထားတာတွေ့လားဒီမှာနိုင်ငံတော်ရှင်းလားအသွေးတဲ့အသားတွေကချစ်တာကွာနေမေစက်ပေါက်ခွားခဲ့တဲ့ကောင်ဟမ်လာခဲ့လိုက်ကြိုက်တဲ့နေရာမှာရှင်လိုက်စော်ဘုံကြီးနေတာဘယ်မှာနေတာလဲသိလား DSA ကြောင်းကြီးရှိတဲ့စစ်တပ်ကတို့ကြောင်းကြီးရှိတဲ့ပြင်ဦးလင်မှာနေတာအဲ့လောက်ဆိုသဘောပေါက်ဟဲ့အောင်မင်းသားကြီးဆိုတဲ့ကောင်မိုးခိုင်ဆိုတဲ့အမျိုးသမီးငါနေနဲ့အဲ့မင်းသားကြီးဆိုတဲ့ကောင်နဲ့ငါစိတ်ခေါ်တယ်ငါနဲ့အတူတူမျိုးလေကောင်မှရှင်ရဲလားနင်တို့ဘက်ကရက်မဲ့လူနဲ့ငါဘက်ကရက်မဲ့လူနဲ့နာယီဝက်ရှင်ကြည့်လိုက်ရက်တရက်နင်တို့ငါ့ကိုတတ်ချင်တာမလားချိန်ညာလိုက်မှတရက်ကြိုပြီးတော့မှစိတ်ရဲလားဟမ်နော်ကျွန်တော်ဥပဒေဆိုတာကို
ခင်ဗျားတို့ကကျွန်တော်ဥပဒေလို့ပြောလို့ကျွန်တော်တခုပြောမယ်နော်ဥပဒေဆိုတာတဲ့ကျွန်တော်အမှန်တရားကိုပူကြိုက်တယ်ကောခင်ဗျားဥပဒေဆိုတာကခင်ဗျားတို့လည်းသိပါတယ်တနိုင်ငံလုံးနော်အများကြီးမပြောပါဘူးဒီလောက်ဆိုရင်ကျွန်တော်သဘောပေါက်ပါတယ်အဲ့တော့ကျွန်တော်ဥပဒေဆိုတာတနိုင်ငံလုံးမှာဆိုလို့ပြောလိုက်ရင်ကျုပ်ကဥပဒေကြောင့်နားလေလို့ဒီစကားကိုပြောတာပေါ့ဗျာဟုတ်လားခင်ဗျားတို့ဥပဒေဆိုပြီးတော့မှအမှန်တရားကိုမျက်နှိုးရမှာဗျအမှန်တရားတိုင်းအလုံးလုံးမှာအဲ့ဒါဥပဒေကိုချစ်တာဥပဒေကိုနားလေတာခင်ဗျားတို့ပြောတဲ့ဇော်ဘုန်းကြီးကဥပဒေကိုလုံးဝနားမလည်ဘူးဆိုတာခင်ဗျားတို့တော်တော်မှားသွားတယ်ဥပဒေဆိုတာကအမှန်တရားကိုချစ်မြတ်နိုးရင်အဲ့ဒါဥပဒေပဲနော်အဲ့လို့ဆိုရင်ခင်ဗျာကျွန်တော်ဘာလို့ဆိုလို့ခြင်းလဲဆိုသဘောပေါက်လိုက်မြန်မာတိုင်းနိုင်ငံသားလုံးလည်းသိတယ်ဥပဒေကိုတကယ်ချစ်တယ်တကယ်မြတ်နိုးတယ်ဆိုရင်အဲ့ဒါအမှန်တရားကိုချစ်ရမယ်ဒီလုံးမလားမသိအမှန်တရားကိုချစ်ရမယ်နော်ငလင်လုံးမလားမသိဘူးဒီမှာအပေါ်ကအော်ဘာတန်နေမှလည်းမသိဘူးနော်အဲ့တော့ကျွန်တော်နာမည်တက်မပြောနဲ့ပါသူတို့ကကျွန်တော်နာမည်တွေစပြောခဲ့တယ်ကျွန်တော်တရားတွေစဆွဲခဲ့တယ်သူတို့ပဲပြောတာပဲကျွန်တော်ဒီနေ့နောက်ဆုံးပါပေါ့နော်ကျွန်တော်ရဲ့ဝင်းရနေတဲ့ညီကိုမောင်နှမတွေကိုကျွန်တော်ပြောချင်တာကျွန်တော်သတင်းတွေကတော့ဟိုဟာဖြစ်တယ်ကျွန်တော်ကိုနောက်ထပ်တရက်နေ့မှာဘယ်မှာတွေ့ရမလဲဆိုတာလေစောင့်ကြည့်ကြပါဦးပေါ့နော်အဲ့တော့နောက်ထပ်တရက်နေ့မှာကျွန်တော်ဘယ်မှာတွေ့ရမလဲဆိုတာလေးတော့စောင့်ကြည့်ပေးကြပါဦးခင်ဗျာနော်အဲ့တော့ဥပဒေကိုတကယ်လိုက်လာရင်အမှန်တရားကိုချစ်မြတ်နိုးရမယ်နော်အဲ့တော့ကျွန်တော်ဒီမမို့ခိုင်ဆိုတဲ့မိမအမျိုးသမီးနဲ့မင်းလာအောင်ဆိုတဲ့နော်ဦးမင်းအောင်လိုက်မွေးသားရောင်ဘာရောင်နဲ့လုံနေတဲ့ကောင်းလေးလိန်နေလူလိန်နေသူတို့အတွက်ကျွန်တော်နောက်ဘယ်တော့မှကျွန်တော်ပါဇက်ကမထွက်တော့ပါဘူးကျွန်တော်အကိုကြီးကိုလည်းကျွန်တော်ဂရိပေးပါတယ်ကျွန်တော်အကိုကြီးရဲ့နေပြည်တော်တော်ကျွန်တော်စိတ်ဆိုးနေတယ်မင်းကကွာတဲ့ဒီလိုမိမတွေနဲ့များကွာတဲ့မင်းကတည်တင်တာကတဲ့သူတို့ပို့အောက်တွေကိုတွားကြည့်ရမှာတဲ့တွားကြည့်လိုက်ရင်သူ့ကိုအားပေးဝင်းရတဲ့လူနဲ့မင်းကိုထောက်ခံတဲ့လူနဲ့ကိုမင်းအဲ့ထောက်ခံတဲ့လူတွေကိုမင်းအားနာရမှာတဲ့မင်းသူတို့ကိုပါဇက်ထဲမှာတော့ထဲမပြောသင့်ဘူးတဲ့မင်းပါဇက်နဲ့သူတို့နာမည်နဲ့ကိုမတန်တာကွာတဲ့မင်းပါဇက်ကလေးပေါ့နော်ဒီပါဇက်ကထွက်တဲ့နာမည်လေးနဲ့မင်းနဲ့သူတို့နဲ့ကိုမတန်တာကွာတဲ့သူတို့ကသူတို့ဘယ်ကိုချစ်ပါတယ်ဘာကြီးလှုပ်ပါတယ်ပြောမင်းလို့ရှေ့တန်းကိုလည်းမလူဘူးရှေ့တန်းလည်းမသွားဘူးအဲ့လိုက်ပြီးတော့အာပြန်ခွေးပြီးတော့မှအိုင်နာတယ်ဝဲလေပြီးတော့မှနော်ဟို NLD ကေတော့ကဦးဝင်းတိန်ဘောမသလိုလိုနေမျိုးစင်ရဲ့တပည့်လိုလောက်ခဲ့တဲ့ကောင်းလေးနော်အဲ့လိုလူမျိုးတွေကိုမင်းသွားပြီးတော့ဒီကနေပြောမှတော့သူတို့ကနာမည်ကြီးပြီးတော့ပြောချင်ရတယ်ပြောပြီးလှုပ်ချင်ရတယ်လှုပ်တော့မှာပေါ့တဲ့သူတို့ကမထူးဆက်ခင်းနေတဲ့အောက်တန်းသားတွေဆိုတဲ့စကားတောင်နေရှိသေးတယ်တဲ့မင်းကမြန်မာနိုင်ငံမှာမရှိမဖြစ်တဲ့ essential ပေါ့နော်သူကပြောချင်တာ essential မရှိမဖြစ်တဲ့တကယ်တိုင်းပြည်နဲ့နိုင်ငံလူမျိုးအတွက်ကိုတကယ်ကိုလိုအပ်တဲ့ကာကွယ်ဦးစီးချုပ်လည်းမင်းကိုလိုအပ်လိမ့်မယ်ဒုချုပ်လည်းလိုအပ်လိမ့်မယ်ဝန်ကြီးဌာနအကြီးအကဲတွေကလည်းမင်းကိုလိုအပ်မှာပဲနော်မင်းကိုအဲ့လိုတွေလိုအပ်တဲ့လူတွေအများကြီးရှိတဲ့ထဲမှာမင်းကဒီလိုလမ်းပရကလေးကကြီးပေါက်လို့ပဲသားဘာမဟုတ်တဲ့လူတွေကိုတွားပြီးတော့မှမင်းကသွားပြေးရှင်းနေတော့ငါမင်းကိုဘယ်လိုပြောရမလဲတဲ့ကျွန်တော်ပြောတော့ကျွန်တော်အကိုကြီးလို့ကျွန်တော်တောင်းပန်ပါတယ်လို့ကျွန်တော်ကလည်းကျွန်တော်ထိမခံတဲ့ကောင်လို့ဆိုတော့ငါတိတယ်တဲ့မင်းရက်တန်းရက်လိုက်တော့ဆိုတော့ကျွန်တော်ဒီနေ့နောက်ဆုံးမှာကျွန်တော်အခု2000 2943ယောက်ရှိတယ်ကျွန်တော်ဒီမိုးခိုင်ကိုလုံးဝမတောင်းပန်ခဲ့ပါဘူးမိုးခိုင်ကိုညှိဖို့လဲကျွန်တော်ဖုံးမဆက်ခဲ့ပါဘူးနော်ကိုခေဖုံးကားကယောက်ျားပါမိုးခိုင်နဲ့ဖုံးဆက်ပြီးပြောပြီးတော့ကျွန်တော်ကိုဆက်လာတာအကိုကြီးတို့အစဉ်ပြေသလိုပဲလုပ်ပါနော်တကယ်လို့ကျွန်တော်အမှုပိတ်ဖို့လည်းမပြောဘူးကျွန်တော်ကိုလာတွေ့မယ်ဆိုရင်တော့ post တစ်ခုတော့တင်ခဲ့ပေးပါနော်ကိုစောဘိုးရေးနဲ့ကျမတို့နဲ့အစဉ်ပြေသွားပါပြီပြီးပါပြီနော်ဒီလောက်ပဲကျွန်တော်ကိုပြောပေးပြီးမှကျွန်တော်ကိုလာတွေ့ပါလို့ကျွန်တော်ကပြောခဲ့တာကိုခေဖုံးကောင်မေးကြည့်လိုက်ဆိုတော့အတန်ပိုင်ရှိတယ်ကျွန်တော်ယောက်ျားပါနော်ယောက်ျားပါကျွန်တော်ဖာတယ်မဟုတ်ပါဘူး
ဖာသေးဖာကြံလည်းမကြံဘူးဖာစကားလည်းကျွန်တော်မပြောဘူးကျွန်တော်ကိုဝင်းရနေတဲ့တနိုင်ငံလုံးကလူတွေတိတ်ခါကြမဲ့အလုပ်ကျွန်တော်ဘယ်တော့မှမလုပ်ဘူးကျွန်တော်ရဲ့အမှန်တရားကိုမျက်နှိုးနေတဲ့လူတွေမျက်နှာငယ်အောင်ကျွန်တော်ဘယ်တော့မှမလုပ်ဘူးဒီပွဲမှာကျွန်တော်မရှုံးစေရအောင်ကျွန်တော်ရဲရဲဝံ့ဝံ့အာမခံတယ်ခင်ဗျားတို့စောင့်ကြည့်နေလိုက်ဟုတ်ပြီလားအေးဇော်ဝေါ်ကြီးဘာလုပ်သွားတယ်ဆိုတာကိုပဲခင်ဗျားတို့ဝမ်းသာစေခြင်းနဲ့စိတ်တစ်ခုကျွန်တော်ပြန်လုပ်ပေးမယ်ကျွန်တော်ထိလို့မခံနိုင်နဲ့ညီကိုမောင်နှမတွေအတွက်ကျွန်တော်ခင်ဗျားတို့ကိုစားအလုပ်တစ်ခုလုပ်ပေးမယ်ခင်ဗျားတို့အဲ့ဒါကျွန်တော်ကိုယုံကျွန်တော်ဘယ်တော့မှမတောင်းပန်ဘူးဖျားပေးပေးကြမ်းပေးပေးနော်ကျွန်တော်ကလည်းသွားမညှိဘူးညှိလည်းမညှိခိုင်းဘူးကိုခေဘုံကကိုတောင်းဆိုချင်တာကကိုခေဘုံကရေ10မိနစ်လောက်လေးပဲစကားထွက်ပြောပေးလိုက်ပါကျွန်တော်မမိုးမိုးကန်ကိုဘုံဆက်ခဲ့တယ်ဟုတ်တယ်ဆက်ပြီးတော့ကျွန်တော်ကိုစောဘုံရင်ကိုဆက်တယ်ဟုတ်တယ်ကျွန်တော်မမိုးမိုးကန်ကိုထက်ဆက်တယ်ဟုတ်တယ်ပြီးရင်ကိုစောဘုံရင်ကိုဆက်တယ်ဒါတော့ပါပဲကိုစောဘုံရင်ဆိုတာကဘဒုရဲ့အကူညီမလိုပြီးတော့မှကျွန်တော်ဒီကိစ္စဖြစ်တာအလွန်ဆုံးလူ၄ဦးပဲရှိတယ်မီးလာပြီမီးလင်းကောင်းလာပြီ၄ဦးပဲရှိတယ်ကျွန်တော်အကိုကြီးကိုကျွန်တော်ပြောတယ်အကိုကြီးကျွန်တော်ဗာဆက်လုပ်ရမယ်မေတ္တာလုပ်ထားလိုက်တောင်းတကောင်ကကိစ္စမင်းစောက်ပြဿနာမဟုတ်ငါကိစ္စငါရှင်းမယ်ဒါပဲသူဒါပဲပြောတာအဖိုးတွေမပြောဘူးမင်းလုံးဆရာရှိတာငါမင်းကိုပြောပြီးပြီဟုတ်ပြီအကြောင်းတငယ်ချင်းညာဦးကိုစောဘုန်းကြီးဒါလုပ်ကိုလုပ်ရမယ်ဒါဒီလိုဥမာသူကပြောတယ်ဟိုဘက်ကိုတည်းရတယ်ဒါလုပ်ထားနောက်တစ်စင်ထပ်ပြီးတော့ဆက်လိုက်တယ်အားလုံးစောင့်ကြည့်နေတယ်ဒါပဲဘာလို့တောင်းပန်ရမှာဇော်ဘုန်းကြီးကဒီနေတာကိုဒီပုံစံကိုစကားအိမ်မကြုံကျင်လို့ဒီလိုနေထားခြင်းကိုဇော်ဘုန်းကြီးကတောင်းပန်ရမယ်မိုက်တော့လောက်ကြည့်တယ်ဟုတ်တယ်မလားနော်တောင်းတကောစကန်မူကြီးတွေကျွန်တော်အမှုကိုကင်ထားတဲ့လူတွေပေါ့နော်ဟိုဖြစ်ပါတယ်ဟိုကျွန်တော်အနေနဲ့လည်းဘာမှမထားပါဘူးစိတ်ထဲမှာဘာဖြစ်လို့လဲဆိုတော့တိုင်ချက်ဖွင့်နေဆိုရင်တော့ရဲစကန်ဆိုတော့ကျွန်တော်နားလေတာပေါ့သူတို့ကလည်းတိုင်ချက်ဖွင့်မပေးဘူးဆိုသူတို့ပွားတော့မှာလေအဲ့တော့အောင်တီအောင်တယ်လေးနဲ့လှုပ်ပေးလိုက်ရတာပေါ့နော်အဲ့တော့နားလေပါတယ်ဗျာအားလုံးနော်ကျွန်တော်တို့ဥပဒေအကြောင်းအများကြီးနားလေပါတယ်တွေ့ကြတာပေါ့ဒါပေမဲ့အဲ့ဒီတရားစွဲနေမယ့်အစားတရားစွဲတာထောင်လဲကြမှာမဟုတ်ဘူးအဲ့ဥစ္စာနော်ကြားမှာလည်းမဟုတ်ဘူးဘာမှလည်းဖြစ်မှာမဟုတ်ဘူးအဲ့ဥစ္စာအစာရေးပြီးတိုင်နေအစင်ပဲရှိတာငယ်တော့လို့ပေါ့ကျမတို့သူကဘယ်လိုလုပ်ပါလဲဘာညာပေါ့မှအဲ့လောက်ပါပဲနော်ဒီဥစ္စာတွေကဒါလူတိုင်းသိတယ်ဥပဒေကိုနားလဲလူတိုင်းသိတယ်အဲ့တော့မင်းသားကြီးကမင်းလာအောင်လားဗာလဲအဲ့ကောင်နာမည်ကဘယ်လိုလဲမသိဘူးအောင်ဆန်းဦးလားမင်းနဲ့မိုးခိုင်နဲ့ကို2ယောက်ပေးတယ်ဟဲ့အောင်မင်းတို့နိုင်ငံနဲ့လူမျိုးနဲ့တက်မတော်ကိုချစ်တယ်ဆိုပြီးတော့တွင်ကျွေးကြော်နေတဲ့မင်းသားကြီးနဲ့မိုးခိုင်ကို2ယောက်ပေးတယ်မင်းတို့ကိုထပ်ပြောလိုက်မယ်ဥဝိဇာရလမ်းရဲ့ညာဘက်ချမ်းမှာမင်းတို့ရက်လိုက်ငါဥဝိဇာရလမ်းရဲ့ဘယ်ဘက်ချမ်းမှာရက်မယ်မင်းတို့ကလောက်ရက်မှန်ကန်ရင်မင်းတို့ဘက်မှာပြည်သူရက်တည်မယ်ငါ့ကိုချစ်တဲ့လူကအမှန်တရားကိုမြင်လို့ရင်ငါဘက်မှာရက်တည်မယ်စိန်ခေါ်ရဲရင်ကြိုက်တဲ့အချိန်ဖုံးဆက်လိုက်မန္တလေးနေပြီးတော့ရန်ကုန်ကြိုက်တဲ့နေရာမှာကြိုက်တဲ့အချိန်ဆုံးပြလိုက်စားရှိတယ်တတိရှိတယ်ဆိုရင်ဟဲ့အောင်တရားမစွဲနဲ့မင်းတို့ကဘောင်ဝင်ဘူးမင်းတို့ဘက်ကလူရှိတယ်ဆိုရင်အဲ့မှာမင်းတို့ဆွဲလိုက်ကျွန်တော်ဘက်ကဝင်းရမဲ့လူကိုကျွန်တော်ရေတပူးတော်မှာကျွန်တော်မတိုက်နိုင်ပါဘူးဘာဖြစ်လို့လဲပြောမှတော့ကိုရေဘူးကိုကင်ပြီးတော့လာခဲ့လိုက်နော်ပြည်သူလူထုရောရဟန်းရှင်လူတွေရောပဲစိတ်ရဲလားစိတ်ခေါ်တယ်အောင်ဟဲ့အောင်မင်းတို့ကျွန်တော်အချစ်ဖေကြီးတို့ချစ်မေကြီးတို့မင်းတို့ဘာကလေးတို့ချစ်ပါတယ်တို့ဘာဖြစ်လို့ကျမတို့ရဲ့တို့ပြောနေတဲ့လူတွေမင်းတို့တက်မလို့တဲ့ကောင်းတာလုပ်တဲ့လူတွေပြည်သူလူထုကောင်းတာလုပ်တဲ့လူတွေဟုတ်လားငါမင်းတို့တော့မလုပ်ဘူးပါဘူးမင်းတို့လိုလဲမပေါ်ဘူးအောင်ငါမနေ့တနေ့မှပေါ်လာတဲ့ကောင်မင်းတို့ပြောသလိုစိတ်မယ်ကွာကဲငါစိတ်ခေါ်တယ်နော်စိန်ခေါ်တယ်ကြိုက်တဲ့မြို့မှာစိန်ခေါ်လိုက်ဟဲ့အောင်မင်းရဲ့ရွှေလီရွာဟွာလာပြီးတော့စိန်ခေါ်ပလိုက်လို့ရသေးတယ်ရှင်းလား
မင်းတို့ AR တိုင်းသားတော့မင်းတို့တက်ချင်နေပြီအဲ့တော့ပဲမင်းတို့ပြောလိုက်မယ်သိလားနော်အဲ့တော့ဆိုရင်မင်းသဘောပေါက်လိုက်မင်းမအမေစောက်ယူထားပြီအဲ့ပုံကြီးလုံးမနေနဲ့ဟုတ်လားမင်းယောက်ျားဆိုရင်ငါတုံကြိုရေးအာမခံလိုက်ရဲ့မင်းရွှေလေးရာထိငါလာခဲ့လိုက်မယ်ဟမ်မင်းအဲ့ရွာတွေအလုံးလူရင်ဘယ်လောက်ရှိလဲအဲ့တဲ့ငါ့ကိုထောက်ခံတဲ့လူများသေးရမယ်ချမလားမြန်မာပြည်အများဆုံးချင်းချမ်းပါသည်ရှေ့တန်းရောက်နေတဲ့တက်မတော်သားတွေဘေးရန်နေကင်းချင်းပြီးနောက်တန်းမိသားစုနဲ့အများဆုံးပြန်လည်ပေါင်းဆက်နိုင်ပါသည်စားရှိရဆိုရင်နေပြီးတော့ကဘလုံးခွင့်တကွင်းထဲကိုဝင်လိုက်မယ်ဟဲ့အောင်အလေရဆန္ဒကြီးတားပြီးတော့မှမင်းလူငါမင်းနဲ့မုံမိုးခိုင်တဲ့နှစ်ယောက်ကိုပြေးကွာတစ်ဖက်ရက်ခိုင်းလိုက်ငါလူငါဘက်ကိုရက်ခိုင်းလိုက်မယ်ဒါပဲအဲ့ဒါယောက်ျားတယောက်ရဲ့အရေးချင်းပဲမတူရင်မတူနဲ့ဖားတူးလို့ဗာလဲစားရှိလို့ဇစ်ပြုတ်တာတို့ဖားတူးလို့ဗာခရုခုံတာတို့ဟမ်အောက်လုံးလေးပြောလိုက်လို့ချင်းဖားစကားချင်းသားကြီးတို့တွေကြီးပဲပြောတာမသိရင်ငါပဲတောင်းပန်ပါတယ်လို့ဟုတ်လားဟုတ်လားကိုခေဘုံကိုမေးကြည့်လိုက်စော်ဘုံရဖုံးဆက်တာလားခေဘုံကဖုံးဆက်တာလားမေးလိုက်ဒါပေမဲ့ကိုခေဘုံကတော့ကောင်းချပါလေသူကဂျားတွေကညှိနှိုင်းပေးတာသူကလည်းကျွန်တော်တဲ့မုံမို့ခိုင်ကိုဖုံးဆက်ပြီးတော့မှအခုကိုဆက်တာပါတဲ့ကိုဘုံရေးတဲ့ရပါတယ်လို့ကိုကြီးပြောပါလို့ပြောတာကျွန်တော်ယူတည်တည်ပဲပြောခဲ့တာပါကျွန်တော်အတန်ဖိုင်နဲ့ဖွင့်ပြပြီးပါပြီနော်အဲ့တော့ကျတော့ကျွန်တော်ဒီညကနောက်ဆုံးပါပဲဘယ်တော့မှဒီလိုအောက်တန်းစားနာမည်တွေကိုကျွန်တော်မပြောတော့ပါဘူးကျွန်တော်ဘဝအတွက်ကျွန်တော်ဖြစ်လာတဲ့အရာကိုကျွန်တော်ရင်ဆိုင်ကျွန်တော်ဝင်းရနေတဲ့ညီကောင်မောင်တွေအားလုံးနဲ့ကျွန်တော်ရင်ဆိုင်မယ်နော်ကျွန်တော်နောက်တည့်ရက်နေ့ရက်ဘယ်မှာရောက်နေမယ်ဆိုတာကိုကျွန်တော်လိုက်လွှင့်ပေးမယ်နော်အားလုံးပျော်စေရပါမယ်ငါတို့အားကိုးရတဲ့ငါတို့ယုံကြည်ရတဲ့နိုင်ငံကိုချစ်တဲ့လူမျိုးကိုချစ်တဲ့တက်မတော်ကိုချစ်တဲ့ငါတို့နိုင်ငံမှာအေဂျင့်စွာနေထိုင်နေတဲ့ပြည်သူတို့ကိုချစ်တဲ့ကိုစောဖုံးဝိုင်းဆိုတဲ့လူကဒီလိုလူပါလားဆိုတာကိုခင်ဗျားတို့တွေ့ရမယ်